ဒီပေါ်လေးတွေကိုငဖယ်ထည့်မယ်ပြီးပဇွန်ထည့်မယ်လိမ့်မယ်ဒီနေ့ပပက်လေးရဲ့ထမင်းကြိုက်ကိုထည့်ပေးမှာတော့ပဇွန်ငဖယ်ရင်းကြီးလိတ်ကြော်လေးပါကဲစားလို့တော့မယ်ဒီရင်းကြီးလိတ်ကကြီးနေတာဆိုတော့၄ပိုင်းပိုင်းမယ်ရပြီဒီပေါ်လေးတွေကိုငဖယ်ထည့်မယ်ပြီးပဇွန်ထည့်မယ်လိမ့်မယ်ငဖယ်လေးတွေလိမ့်ပြီးပြီဆိုတော့စီပူမှာတော့ကြော်တော့မယ်ပပက်လေးထမင်းကြိုက်ကိုစားထည့်တော့မယ်ဒီရင်ကြီးငဖယ်လေးကလေပပက်လေးအရင်ကြိုက်တာအဲ့တော့ငမြထည့်ပေးလိုက်မယ်သူတငယ်ချင်းတွေလည်းကြိုက်တော့လေတုံးလေးတုံးလောက်ပို့ထည့်ပေးလိုက်မယ်သူထမင်းလေးကိုတော့ရတာရှိအောင်စီနဲ့စားလေးနဲ့နေထားပေးတယ်ပြီးကြော်ထားတဲ့ဥနီလေးလည်းထည့်ပေးလိုက်မယ်ရပြီကလေးတွေကိုသူတို့ကြိုက်တဲ့ဟာထည့်ပေးခြင်းရလေထမင်းကောင်စားခြင်းအဓိကအချက်ပဲနော်ဒီလိုမျိုးထမင်းဘူးထည့်ပေးပဲဆိုရင်အသားရဲ့အသီးရွက်ရဲ့မျက်မျက်တတထည့်ပေးဖို့လိုတယ်နော်အချိန်ပေးရလို့ထမင်းဘူးအလှမစင်ပေးနိုင်တဲ့မေမေတွေလည်းစိတ်မညစ်နဲ့နော်ကလေးတွေအတွက်ထမင်းဘူးထဲမှာအာဟာရပြည့်ပြည့်ဝပါဖို့ပဲအရေးကြီးတာနော်ပပက်လေးထမင်းဘူးကပြင်လို့ပြီးသွားပြီပပက်လေးကြောင့်တော့ပို့တော့မယ်တတား